မျိုးသားတို့ကရေအောက်မှာပုံနေတဲ့ရေသူမတွေကိုတွေးရှိသွားပြီးနောက်ကမ်းခြေမှာရှိတဲ့သူ့အဖော်တွေကိုပြစ်ခတ်ဖို့အချက်ပေးလိုက်ပါတယ်။ရေသူမတွေဟာထိတ်လန့်တကြားနဲ့အရက်မျက်နှာအနှံ့ထွက်ပြေးကြပြီးမြဲလူတွေရဲ့တိုက်ခိုက်မှုကြောင့်ရေထဲကနေကုန်းပေါ်ကိုခုန်တက်ခဲ့ကြရပါတယ်။ကံမကောင်းစွာနဲ့ပဲရေသူမလေးတစ်ကောင်ဟာဖမ်းဆီးခံလိုက်ရပြီးအသားခွာတဲ့စက်ထဲကိုအထိတ်ခံရတော့မယ့်အချိန်မှာသူမရဲ့အမဖြစ်သူကလာရောက်ကယ်တင်ဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့အမဖြစ်သူပါထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။လူသက်သမားကရေသူမကိုဓာတ်နဲ့ခုတ်ဖို့စ조사ချိန်မှာသူမကအချိန်မီရှောင်တိန်ပြီးရေရဲကိုပြန်ခုန်ဆင်းသွားနိုင်ခဲ့ပါတယ်။လူဆိုးတွေကသူမနောက်ကိုဆက်တိုက်လိုက်လံပစ်ခတ်ကြပါတယ်။ရေသူမလေးအဖမ်းခံရတော့မဲ့အရေးကြီးတဲ့အချိန်မှာပဲရေပွဲကြီးတစ်ကောင်ကသူ့ရဲ့လက်တံတွေနဲ့ကူညီပြီးသူမကိုပြင်ဘက်ရောက်အောင်လွတ်တင်ပေးလိုက်ပါတယ်။သူမဘေးကင်းပြီလို့ထင်လိုက်တဲ့အချိန်မှာပဲအပေါ်ကနေကျလာတဲ့ပိုက်ကွန်ကြီးတစ်ခုတည်းကိုထပ်မံအဖမ်းခံလိုက်ရပြန်ပါတယ်။